င်ပါတော့တယ်ကျောင်းအုပ်ကြီးကမင်းသမီးတယောက်တည်းကိုပဲအခြားသူတွေထက်အဆက်ပေါင်းများစွာခက်ခဲတဲ့မိကွန်းတွေခိုးပေးခဲ့တာပါဒါပေမဲ့ဉာဏ်ကြီးရှင်မင်းသမီးကတော့အေးအေးဆေးဆေးပဲစာမေးပွဲကိုအပြစ်ဖြေဆိုသွားခဲ့ပါတယ်စာမေးပွဲပြီးတာနဲ့ဘီလိမ်မကအပေါင်းပါတွေခေါ်ပြီးမင်းသမီးကျောင်းထုတ်ခံရတော့မယ်ဆိုပြီးလာလောင်တာပေါ့ဒါပေမဲ့ကျောင်းအုပ်ကြီးရလက်လာကြီးညာတဲ့အခါမင်းသမီးကတကြောင်းလုံးမှာအမှတ်ပြည့်နဲ့ပထမရသွားပါတယ်ဘီလိမ်မကခိုးချတယ်လို့ဆွဆွဲပေမဲ့မင်းသမီးကကျောင်းတင်ရုပ်ပြင်ပကမိကွန်းတွေကိုငါကဘသူစီကခိုးချရမှာလဲလို့ပြန်ပြောလိုက်တော့ကျောင်းအုပ်ကြီးပါအပြစ်ရှိတယ်လို့ဖြစ်သွားရပါတယ်စာမေးပွဲနဲ့နှင်မထုတ်နိုင်တော့တဲ့ဘီလိမ်မကနောက်ဆုံးကွက်အဖြစ်မင်းသမီးနဲ့လူမိုက်လေးတွဲနေပါတယ်ဆိုတဲ့ဓာတ်ပုံနဲ့ကျောင်းအုပ်စီလာတိုင်းပါတယ်ဒါကိုမြင်တော့မောင်နှမနှစ်ယောက်သဘောကျပြီးရဲမိတာပေါ့မင်းသမီးကဘီလိမ်မရဲ့ရည်ရွယ်ချက်ကိုသိကျင်လို့တမင်အမှန်တရားကိုမပြောဘဲစောင့်ကြည့်နေခဲ့တာပါဒါပေမဲ့ဘီလိမ်မကသူတို့မောင်နှမနှစ်ယောက်စလုံးကိုကျောင်းထုတ်ဖို့အထိရုပ်မာလက်ပတ်နေတာတိလိုက်ရတဲ့အချိန်မှာတော့မင်းသမီးတကယ်ဒေါသထွက်သွားပြီးဘီလိမ်မကိုကျောင်းအုပ်ရှိတင်ပါရိုက်ပစ်လိုက်ပါတယ်ကျောင်းအုပ်ကမင်းသမီးကိုအတင်းကျပ်အနူးညွတ်တောင်းပန်ခိုင်းပေမဲ့မင်းသမီးကတော့ပြက်ပြက်သားသားညှင်းဆိုလိုက်ပြီးလူမိုက်လေးရဲ့ပခုံးကိုဖက်ကတကြောင်းအောင်ကြအောင်ကြေညာလိုက်ပါတယ်ငါကဒီကျောင်းကလူမိုက်ခေါင်းဆောင်ရဲ့အမရင်းဟိဆိုပြီးတကယ့်ကိုအားရစရာကောင်းတဲ့ကလဲ့စားချေမှုနဲ့ဇက်သိမ်းသွားခဲ့ပါတယ်